ဒီမိန်းကလေးကဒီအိမ်ကိုအဝယ်ခံပြီးရောက်လာခဲ့တာပါအိမ်ရောက်တော့ရောက်ခမဖြစ်သူကကြက်ပေါင်ကြီးတစ်ချောင်းကိုထည့်ကျွေးလိုက်တဲ့အတွက်သူအရန်အံ့ဩသွားတယ်ဘာလို့လဲဆိုတော့မောင်လေးမွေးပြီးတဲ့နောက်ပိုင်းမှာသူအသားဟင်းဆိုတာတစ်ခါမှမစားဘူးခဲ့ရလို့ပါသူ့အမေရင်းကပဲသူ့ကိုရောင်းစားလိုက်တာလေဒီအိမ်ကိုလာလန်းတစ်လျှောက်လုံးမှာလဲသူအနိုင်ကျင့်ခံရတော့မယ်လို့ပဲတွေးပြီးကြောက်နေခဲ့တာဒီအိမ်ရောက်ရင်လည်းအလုပ်တွေတနေကုန်လုပ်ရမယ်လို့ထင်ထားတာပေါ့ဒါပေမဲ့ရောက်ခမရောခင်မုန်းဖြစ်သူကသူ့အပေါ်အရန်ကိုကျင်နာရွေးရကြတာကိုတွေ့တော့အနာတရဝမ်းသာလုံးလို့မျက်ရည်ကျခဲ့ရပါတယ်သူမိဘတွေကသူ့ကိုစွန့်ပစ်လိုက်တာကဒီလိုစခဲ့တာပါငငယ်တုန်းကသူကသူ့အမေကိုမောင်လေးတည်သွားရင်ကောင်းမှာပဲလို့စိတ်ဆိုးပြီးရေရွတ်လိုက်မိတယ်နောက်တော့မောင်လေးတကယ်ဆုံးသွားတော့သူ့အမေကအပြစ်အားလုံးကိုသူ့ကောင်းပေါ်ပုံချပြီးသူ့ကိုမိသားစုထဲမှာအမုန်းဆုံးလူဖြစ်စေခဲ့တယ်အခုလဲရွှေငါးချက်သားနဲ့သူ့ကိုဝယ်မဲ့သူရှိတယ်ဆိုတော့သူ့အမေကသူ့အဖေကိုအတင်းဖိအားပေးပြီးဒီလူစီရောင်းစားလိုက်တာပါယထာလုံးပေါ်မှာသူလိုက်ပါလာတော့ကဒီယထာလုံးပဲရှိုးမြောင်နဲ့ပြုတ်ကျသွားပါစေတော့လို့တောင်ဆုတောင်းခဲ့မိတယ်အမှန်တော့သူလက်ထက်ရမယ့်လူကမိမကိုကန်ဆိုးစေတယ်ဆိုပြီးနာမည်ကြီးနေတဲ့လူပါသူ့မယားငယ်2ယောက်လုံးကလက်ထက်ပြီး3ရက်အတွင်းမှာပဲဖျားနာပြီးတေကုန်ကြလို့ရွာသားတွေကသူ့ကိုမိမသက်သမားလို့ခေါ်ကြတာပေါ့သူ့အမေကတော့သူ့သားတစ်သက်လုံးလူပြိုကြီးဖြစ်မှာကိုစိုးရိမ်တာနဲ့ရွှေငါးချက်သားပေးပြီးမိမရှာပေးလိုက်တာပါဒါပေမဲ့မိန်းကလေးမျော်လင့်မထားတာကသူ့ကံကြမ္မာကတိတ်တဆိတ်ပြောင်းလဲသွားတာပါပဲအဲ့ဒီလူကရုပ်ချောပြီးသူ့အပေါ်အရန်ဂယုစိုက်တယ်အိမ်ကလည်းချမ်းသာပြီးတက်တောင့်တက်တာရှိတယ်အဆစားနားနေပြီးတဲ့နောက်သူ့ကိုလိုက်ပို့တဲ့ဖခင်ဖြစ်သူပြန်တော့မယ်ဆိုတော့ဖခင်ကသူ့ကိုစိတ်မကောင်းစွာနဲ့ပဲအိမ်အောင်ရေးကိုဂယုစိုက်ဖို့မှာကြားရင်တိတ်တိတ်လေးပတ်စံနှစ်ပြားပေးခဲ့တယ်သူ့အဖေကသူ့ကိုချစ်တာသူသိပါတယ်ငငယ်တုန်းကအဖေကသူ့ကိုအရန်ချစ်ပေမဲ့မောင်လေးတည်ပြီးနောက်ပိုင်းအမေဖြစ်သူရဲ့ဖိအားကြောင့်အချစ်တွေကိုရင်ထဲမှာပဲဝတ်ထားခဲ့ရတာပါညဘက်ကျတော့သူ့အကျင့်ပါတဲ့အတိုင်းပကံဆေးဖို့လုပ်တယ်ဒါပေမဲ့ရောက်ခမဖြစ်သူကပကံကိုလက်ထဲကချက်ချင်းယူပြီးမင်းမလုပ်ရတော့ဘူးလို့ပြောတယ်ရာသီဥတုအေးတဲ့ထဲသူ့လက်တွေကွဲအပ်နေတာကိုမြင်တော့ရောက်ခမကစိတ်မကောင်းဖြစ်ပြီးအခန်းထဲပြန်နာဖို့ပြောတယ်အဲ့ဒီအချိန်မှာသူ့ရင်ထဲနှွေးထွေးသွားပြီးကျေးဇူးတင်လို့မျက်ရည်တွေကျခဲ့ရပြန်တယ်အခန်းထဲပြန်ရောက်တော့ခင်ပွန်းဖြစ်သူကသူ့ကြောင့်မိန်းကလေးဒုက္ခရောက်ရပြီဆိုပြီးအားနာတဲ့အတန်နဲ့ပြောတယ်အဲ့ဒီလူကစောင်းမေးပွဲ၈ချိန်ဖြေဘူးပေမဲ့တခါမှမအောင်ခဲ့ဘူးသူ့စာတွေကကောင်းပေမဲ့ရလက်စရင်တဲ့သူ့နာမည်တခါမှမပါလာဘူးလူတွေကလည်းသူ့ကိုအထင်သေးကြတယ်မိန်းကလေးကတော့အဲ့ဓာတွေကိုဂရုမစိုက်ပါဘူးသူ့ရဲ့အတိတ်နဲ့အခြေအနေမျိုးဆိုရင်အခုလိုအကြောင်းပြချက်တွေဒါမရှိရင်သူတို့လိုလူမျိုးကိုဘလို့မှရမှာမဟုတ်ဘူးဆိုတာသူသိတာကိုခင်ပွန်းဖြစ်သူကသူ့ကိုနမ်းဖို့ပြင်တဲ့အချိန်မှာပဲမိန်းကလေးကအံ့ဩစရာတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီလူစောင်းမေးပွဲကြားခဲ့ရတဲ့အမှန်တရားပေါ့စာမေးပွဲဖြေတဲ့အချိန်မှာသူ့မိတ်ဆွေရင်းကပေးတဲ့မင်းရီကိုသုံးမိတာပါစာစစ်သူကသူ့စာရွက်ကိုလက်ခံလိုက်တဲ့အချိန်မှာပဲနှာချေမိပြီးစာကိုတော့မဖတ်ပဲဘေးဖယ်ထားခိုင်းလိုက်တာကြောင့်သူကြားခဲ့ရတာပါသူ့ရဲ့နှစ်ရှည်လများကြာရှုံးမှုတွေကတမင်ဖန်တီးထားတဲ့လောက်ကျန်မှုတွေဖြစ်နေတာကိုသူသိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲသူအရေးကြီးတဲ့အချက်တစ်ခုကိုသတိထားမိသွားတယ်သူ့ကိုတကယ်ချစ်တဲ့သူဂရုစိုက်တဲ့သူတွေရဲ့အနာဂတ်ကိုသူမြင်နိုင်တာပဲဆိုတာကိုပါဒါကြောင့်လေငငယ်ကမောင်လေးတည်ပြီးတဲ့နောက်ပိုင်းဒီလိုအမြင်မျိုးသူမမြင်ရတော့တာပေါ့ဒါပေမဲ့ဒါကိုပြောရင်သူကယူနေတယ်လို့ထင်ပါဆိုးလို့တွန့်ဆုတ်နေခဲ့တယ်၃ရက်ကြာတော့သူ9ချိန်မြောက်စောင်းမေးပွဲဖြေရမယ့်နေ့ရောက်လာတယ်ရောက်ခမကလည်းဒီတစ်ခါလဲမအောင်ရင်စောင်းမေးပွဲဆက်မဖြေနဲ့တော့ဇနီးတယ်နဲ့ပဲအေးအေးဆေးဆေးနေသွားတော့လို့မှာတယ်ခင်မုန်းဖြစ်သူကလည်းတိတ်တိတ်လေးသဘောတူလိုက်တယ်ရွာသားတွေရဲ့လှောင်ပြောင်မှုကိုခံနေရတဲ့ဒီမိသားစုရဲ့ကံကြမ္မာကိုပြောင်းလဲပေးဖို့အတွက်သူ့အမှန်တရားကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီစကားတခွန်းကြောင့်ပဲအားလုံးရဲ့ကံကြမ္မာတွေကတခါတည်းပြောင်းလဲသွားပါတော့တယ်